ဖြစ်သားတော့တဲ့ပြင်းရှိနေမယ်ဆိုလို့ရှိရင်ပြင်းနေတဲ့ပုဂ္ဂိုလ်ဟာလောလောဆယ်မှာကိုပဲသူ့ရဲ့စိတ်ဒီအကုသိုလ်တွေနဲ့ရောသွားတဲ့အတွက်ကြောင့်ဆင်းရဲရဲပူပူလောင်လောင်နေရလိမ့်မယ်တဲ့ထပ်ပြောမယ်နော်အလုံးကိုသဘာဝကျပြီးတော့သဘောကျတဲ့အကောင်းတဲ့ဟောပြောချက်လို့ဦးဇင်းကထင်တယ်ပြင်းနေတဲ့ပုဂ္ဂိုလ်ဟာပြင်းနေတဲ့အချိန်မှာသူ့ရဲ့စိတ်ဒီအကုသိုလ်တွေနဲ့ရောသွားတယ်တဲ့ဒီအသုံးလုံးလေးကိုဦးဇင်းကအလွန်သဘောကျတယ်ဟောကိန်နောပပကိဟိအကုတလေဟိဓမ္မေဟိစိတ်ဟာအကုသိုလ်နဲ့ရောသွားတယ်တဲ့နော်အထုံမှုကင်းပြင်းနေတဲ့အချိန်တိုင်းမှာစိတ်ဒီဘာနဲ့ရောနေတယ်အကုသိုလ်နဲ့ရောနေတယ်ဒါတရားဘာဝနာကိုကြိုးစားအထောက်တဲ့အလေးအထားရှိတဲ့ပုဂ္ဂိုလ်တွေပို့ပြီးတော့နားလည်နိုင်တယ်ပို့ပြီးတော့လည်းခံစားလို့ရမယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုသိမြင်နားလည်ခြင်းမရှိနေတဲ့အချိန်တိုင်းမှာစိတ်ထဲမှာအကုသိုလ်ကကြီးတာနဲ့သေးတာပဲကွာမယ်ဖြစ်မနေဘူးလားဖြစ်နေတယ်ကိလေသာဟာကြီးတာနဲ့သေးတာပဲကွာတယ်ဖြစ်မနေဘူးလားဖြစ်နေတယ်ဒါကြောင့်အခုပြင်းရင်အခုစိတ်ဟာအကုသိုလ်နဲ့ရောသွားတယ်အကုသိုလ်ဟာစိတ်နဲ့ပေါင်းမိသွားတယ်အဲ့ဒါလိုအကုသိုလ်နဲ့စိတ်နဲ့ပေါင်းမိသွားတော့အကုသိုလ်ဆိုတာအပူမျိုးဖြစ်တဲ့အတွက်ကြောင့်အပူနဲ့ပေါင်းသောစိတ်တည်မအေးတော့အကုသိုလ်သည်အရှုံမျိုးဖြစ်တဲ့အတွက်ကြောင့်အရှုံနဲ့ပေါင်းသောဒီစိတ်တည်မရှင်းတော့အကုသိုလ်သည်ဆင်းရဲမျိုးဖြစ်တဲ့အတွက်ကြောင့်ဆင်းရဲနဲ့ပေါင်းမိတဲ့ဒီစိတ်သည်မချမ်းသာတော့ဘူးဒါကြောင့်မြတ်စွာဘုရားကလက်တွေ့အလွန်ကြတဲ့နော်ပြင်းနေခြင်းစိတ်တည်အကုသိုလ်နဲ့ရောပြီးတော့ဆင်းရဲရဲနေရလိမ့်မယ်လို့ပြင်းခြင်းရဲ့အပြစ်ကိုလက်တွေ့ကြပြောတာဟုတ်ရလားဒါပြင်းခြင်းရဲ့နံပါတ်1အပြစ်ပေါ့နောက်ဦးဇင်းတို့ပြင်းခြင်းရဲ့နံပါတ်2အပြစ်ကဘာလဲဆိုတော့မဟာတင်းစကြည်ကျင်လှစွာသောနရထမိမိရဲ့အကျိုးစီးပွားကိုပရိဟာပိတိဆုံးရှုံးပျက်စီးစေတယ်နော်ပြင်းနေတဲ့ပုဂ္ဂိုလ်ဟာကြီးကျယ်တဲ့သူ့ရဲ့အကျိုးစီးပွားကိုဖျက်ဆီးပြစ်မှာတဲ့တနည်းအားဖြင့်စစ်မှန်တဲ့ကိုယ်ကျိုးစီးပွားနဲ့လွဲချော်ရလိမ့်မယ်ပြင်းနေလို့ရှိရင်နော်ဒီသာသနာမှာဖြစ်ရတဲ့လူအဖြစ်မှာကြီးကျယ်တဲ့ကိုယ်ကျိုးစီးပွားဆိုတာဘာကိုပြောတာတော့လူရင်းပြောရရင်တော့မဲ့ညံဖုန်ညံကိုပြောတာကျေကျေပြတ်ပြတ်ပြောရရင်တော့ဒါနသီလတမာတိပညာသည်ကြီးကျယ်တဲ့ကိုယ်ကျိုးစီးပွားလို့နားလည်ရမှာပြင်းနေသောပုဂ္ဂိုလ်ဒီအဲ့ဒီကြီးကျယ်တဲ့ကိုယ်ကျိုးစီးပွားကိုဆုံးရှုံးပျက်စီးစေလိမ့်မယ်တဲ့ဖြစ်နိုင်ခြေတွေကိုဖျက်ဆီးပစ်တာပြင်းတဲ့ပုဂ္ဂိုလ်ဟာသဘောပေါက်ရလားကိုလုံမယ်ဆိုရင်အများကြီးဖြစ်နိုင်တယ်မလုံတော့ဘာမှမဖြစ်တော့ဒါကြောင့်ပြင်းသောပုဂ္ဂိုလ်ဒီနှစ်အချက်ကြီးကျယ်တဲ့ကိုယ်ကျိုးစီးပွားနဲ့လွဲချော်သွားလိမ့်မယ်ပြင်းခြင်းရဲ့ဖြစ်ဘယ်နှမျိုးလဲနှမျိုးပြင်းကြီးခြင်းဆိုတာဘေးဆိုတဲ့နေရာမှာဒီစကားလေးတွေနဲ့ချက်ထွင်ပြီးတော့နားလည်တတ်ဖို့လိုတာပေါ့နော်နောက်တစ်ချက်ဝရိယရဲ့ဂုဏ်ကျေးဇူး2မျိုးပြင်းခြင်းနဲ့ဝရိယကဆန့်ကျင်ဘက်ဆိုတော့အပြစ်နဲ့ဂုဏ်နဲ့ကလည်းဆန့်ကျင်ဘက်ဖြစ်နေမှာပေါ့နော်ဘာပြောလဲဆိုတော့အာရထဝိရိယနာသာခောဘိက္ခဝေဒုက္ခဝိဟရတိပါဝိဝိထောပါပကေဟိအကုတလေဟိဓမ္မေဟိမဟာတင်္စတတ္ထံပရိပူရိတိဝရိယရှိတဲ့ပုဂ္ဂိုလ်ဟာအာထုတ်နေစေအခိုက်အတန့်မှာကိုပဲသူ့ရဲ့စိတ်ဒီအကုသိုလ်နဲ့ကင်းကွာသွားတဲ့အတွက်ကြောင့်နော်စိတ်ဟာချမ်းချမ်းသာသာကိုဖြစ်နေတယ်တဲ့ကြိုးစားနေရင်ကြိုးစားနေတဲ့အခိုက်အတန့်မှာစိတ်ဒီအကုသိုလ်နဲ့ကင်းကွာတဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်ဒီချမ်းချမ်းသာသာနေရတယ်အပူနဲ့မရောလို့အေးတဲ့သဘောအရှုံးနဲ့မရောလို့ရှင်းသွားတဲ့သဘောဆင်းရဲတာတွေနဲ့မရောမိလို့ချမ်းသာသွားတဲ့သဘောအဲ့ဒါလိုနားလည်လို့မရဘူးလားရတယ်ဒါကြောင့်အထုတ်ခြင်းဝိရိယတရားနဲ့ပြည့်စုံသောပုဂ္ဂိုလ်သည်လောလောဆယ်ကိုပဲသူ့စိတ်ဒီအကုသိုလ်ကင်းတဲ့အတွက်ကြောင့်ချမ်းသာနေပါတယ်တဲ့လက်တွေ့မကြဘူးလားဗျာကြားတယ်နော်အထုတ်နေတဲ့အချိန်တိုင်းမှာစိတ်ဒီသက်သာရာကိုရတယ်နော်အဲ့ဒါဝိရိယရဲ့နံပါတ်1အကျိုးကျေးဇူးပေါ့ဟောနံပါတ်2အကျိုးကျေးဇူးကြတော့မဟာတင်းစကြည်ကျယ်လှစွာသောတရထမိမိရဲ့ကျိုးစီးပွားကိုပရိပူရိတိပြည့်စုံစေတယ်နော်ဝိရိယရှိတဲ့ပုဂ္ဂိုလ်ဟာကြီးကျယ်တဲ့ကိုယ်ကျိုးစီးပွားနဲ့ပြည့်စုံမယ်တဲ့ကြီးကျယ်တဲ့ကိုယ်ကျိုးစီးပွားဆိုတာသောသောကပြောခဲ့ပြီနော်ဒါနသီလတမာတိပညာထွတ်ထက်မြင့်ပြောရရင်တော့မဲ့ညာဖုန်ညာပေါ့နော်အဲ့ဒါဝိရိယအားအစွမ်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေအဲ့လိုကြီးကျယ်တဲ့ကိုယ်ကျိုးစီးပွားနဲ့ပြည့်စုံကြလိမ့်မယ်ဒီနေရာမှာဦးဇင်းတို့ဝေဝစတော်ဘုရားကြီးပြောတဲ့စကားကိုဦးဇင်းအမှတ်ရတယ်စတော်ကြီးခဏတိုင်းပြောတဲ့စကားတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ရှေးအရှင်ကောင်းတို့ရဲ့လုံလဝရိယကိုသာအမိလိုက်ပါဗျာတဲ့
လိုတာတွေမကပါဘူးအပူတွေနဲ့မှပြည့်စုံပါလိမ့်မယ်တဲ့ဆိုကြီးပြောတာနော်ရှေးအရှင်ကောင်းတို့ရဲ့လုံလဝရိယကိုသာအမိလိုက်ပါတဲ့လိုတာတွေမကပါဘူးအပူတွေနဲ့ပါရပါလိမ့်မယ်တဲ့အဲ့ဒါဦးဇင်းတို့ကကိုမိတဲ့ဉာဏ်လေးနဲ့စဉ်းစားကြည့်တယ်လိုတာတွေမကပါဘူးလိုတာတွေရမယ်ဆိုတော့လိုတာတွေကပါလေမဉဏ်ဖူဉဏ်ကိုပြောတာဖြစ်မယ်လို့ဒါကဦးဇင်းကတွေးကြည့်တာအပူတွေပါရမယ်ဆိုတော့အပူတွေကဘာတွေကိုပြောတာလဲလောကီချမ်းသာတွေကိုပြောတာဖြစ်မယ်လို့ဦးဇင်းကတွေးကြည့်တာ